ချန်ပီယံဖြစ်တော့မဲ့ Rice နဲ့ရာယာကိုကျော်ပြီး Premier League အကောင်းဆုံးကစားမဆုကိုရသွားမယ် Bruno 2025-2026 Premier League ရာသီကတော့ကျင်းနေရှိတဲ့ရာသီပါပဲအခုဆိုရင်ပွဲစဉ်36ပြီးသွားပြီဖြစ်ပြီးအဆုံးသက်ပိုင်းကိုရောက်နေပါပြီ Arsenal ကရမှတ်89မှတ်နဲ့ဇာတ်တွေမှာရှိနေပေမဲ့ Man City က89မှတ်နဲ့တပွဲရောက်အနေထားမှာရှိနေတာကြောင့်ချန်ပီယံဆုကဘယ်သူထိရောက်မလဲဆိုတာကနောက်ဆုံးပွဲတွေထိရင်ကုန်ရမှာပါဒီလိုချိန်ဒီမှာပဲတနင်္လာအကောင်းဆုံးကစားမဆုဘယ်သူရသွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ထော်လာခဲ့တဲ့ Scarlett စင်းထဲမှာ Arsenal ကကစားမ3ယောက်တောင်ပါဝင်လာပါတယ်ပရောင်းဆုံးတစ်ယောက်ကတော့ Gabriel ဟာခန်းစစ်မာတွေမကပဲတိုင်းစစ်မှာပါ3ဂိုးသွင်း4ဂိုးဖန်တီးပေးထားနိုင်ပြီး Arsenal ကိုဘေးကိုအနည်းဆုံးတင်းပြောင်လုပ်ပေးခဲ့သူပါကိုသမဒူရာကလည်း clean sheet 18ပွဲထိရထားပြီးရှယ်လဲဆုကို3နှစ်ဆက်တိုက်ရဖို့တေချာသွားခဲ့ပြီးဖြစ်ပါတယ်ဒီကရိုက်ကတော့ Arsenal ကွင်းလေအဓိကအင်ဂျင်ပြီး4ဂိုးသွင်း5ဂိုးဖန်တီးထားကအသင်းကောင်းဆောင် Origi မရှိချိန်မှာတော့အသင်းကိုအကောင်းဆုံးထိန်းချောင်းပေးနိုင်ခဲ့တာပါManchester City ဘက်ကလည်း Erling Haaland နဲ့ Antoine Semenyo တို့ပါဝင်နေပါတယ်။ Haaland ကတော့ Premier League မှာဂိုး100ပြည့်ဖို့အများဆုံးစံချိန်ကို130ပွဲနဲ့တင်ထားနိုင်ခဲ့ပြီးအခုရာသီမှာ26ဂိုးသွင်းထားလို့ရှယ်ဗန်ဆုအတွက်ထိပ်ဆုံးကနေဦးဆောင်နေသူပါ။ Semenyo ကတော့ January မှာဘုံမောက်ကနေ Man City ကိုပြောင်းလာတာဖြစ်ပေမဲ့ခြေစွမ်းကတောက်လျှောက်ကောင်းနေပြီးစုစုပေါင်း16ဂိုးထိသွင်းယူထားနိုင်တာကတော့အထင်ကြီးစရာပါ။ Manchester United Captain Bruno Fernandes ကတော့ဒီရာသီမှာတူးချင်းစွမ်းဆောင်ရင်အကောင်းဆုံးလို့တော့ပြောလို့ရပါတယ်။သူဟာ10ဂိုးသွင်း19ဂိုးဖန်တီးထားပြီး124ချိန်ထိဂိုးရနိုင်တဲ့ခွင့်တွေကိုဖန်တီးပေးထားတာကြောင့်မန်ယူကိုတတိယနေရာထိပို့ဆောင်ပေးနိုင်ခဲ့တာပါ။သူဟာဟိုရီနဲ့ဒီဘရိုင်းတို့ရဲ့တရားသီအတွင်းဂိုးဖန်နေမှုအချိန်20ကိုချိုးဖို့လည်းအနည်းဆက်ဆုံးဖြစ်နေပါတယ်။ကျန်တဲ့နှစ်ယောက်ကတော့ Brentford က Igor Thiago နဲ့ Nottingham Forest က KY တို့ပါပဲ။ Thiago က22ဂိုးထိသွင်းယူပြီး Haaland ကိုဂိုးသွင်းပြီးရင်စူးအပြင်ကောင်းကောင်းကြီးချင်းချောင်းနေတယ်လို့ Premier League သမိုင်းမှာတရားသီအတွင်းဂိုးများဆုံးသွင်းတဲ့ဘရာဇီးကစားမဖြစ်နေပါစံချိန်တင်ထားနိုင်ခဲ့ပါပြီ။ KY ကလည်း73ဂိုးသွင်းပြီး Forest ကိုတန်းစင်းဆောင်ကနေကယ်တင်ပေးခဲ့တဲ့သူရဲကောင်းဖြစ်တယ်လို့ AP ရဲ့အကောင်းဆုံးကစားမဆုကိုလည်းရရှိခဲ့သူပါ။မိပြရေးထဲမှာဆိုရင်လည်း Arsenal က Arteta, Man City က Guardiola လို့ပြင်မိုင်းမှာအပြောင်းလဲတွေလုပ်ပြနိုင်ခဲ့တဲ့ Michael Carrick ကလည်း Scarlett 6အဆင့်ထဲမှာပါဝင်နေတာတွေ့ရပါတယ်။ Carrick ဟာဇန်နဝါရီမှာအသင်းကိုစတင်ကင်တွယ်ပြီး15ပွဲမှာ10ပွဲအထိနိုင်အောင်ကစားပေးခဲ့လို့မန်ယူကိုချန်ပီယံလိဝင်ခွင့်ရစေခဲ့တာပါလူငယ်ကစားမဆုအတွက်ဆိုရင်လည်း Man City က Ryan Cherki ဂိုးဖန်တီးမှုဆက်တဲ့ချိန်နဲ့ Bruno ပြီးရင်ဒုတိယအများဆုံးဖြစ်နေတယ်လို့ဘုံမောက်က Junior Kropi ကလည်း12ဂိုးထိသွင်းယူထားနိုင်လို့ဒါဟာ Robbie Fowler ရဲ့စံချိန်နောက်ပိုင်းပထမဆုံးဆယ်ကျော်သက်စွမ်းဆောင်ရည်ဖြစ်ပါတယ်မန်ယူကကိုဘီမန်နူးနဲ့ Michael Carrick လက်ထက်မှာအသင်းရဲ့အဓိကကွင်းလေလူဖြစ်လာခဲ့ပြီး၎င်းနဲ့ပွဲမှာနိုင်ဂိုးသွင်းယူကချန်ပီယံလိဝင်ခွင့်အတွက်အရေးပါခဲ့သူပါMan City က Nico O'Reilly ကလည်း AFL Cup ပိုလူပွဲမှာ2ဂိုးသွင်းပြီး Arsenal ကိုနိုင်အောင်လုပ်ပေးခဲ့လို့ Academy ထွက်အကောင်းဆုံးသားမဆုကိုရရှိထားသူဖြစ်ပါတယ်။ဒီနေရာမှာ Bruno က Arsenal ကစားမတွေကိုကြော်ပြီးအကောင်းဆုံးဆုရသွားနိုင်တာကဒီအချက်ကြောင့်ပါ။ Scarlett စင်းမှာကိုအသင်းကလူ3ဦးပါလာရင်မဲတွေကမျှပြီးရသွားတပါတယ်။ဆိုလိုတာက Arsenal fan တွေနဲ့ရာယာ Rice, Gabriel ဆိုပြီးမဲတွေကိုဟိုဘက်ဒီဘက်ထည့်ပြသွားမှာပါ။အကယ်၍ Rice 2တဲ့တာပိုင်း Arsenal fan တွေအကုန် Rice 2ထဲမှာပဲမဲပေးမှာဖြစ်ပေမဲ့အခုတော့မဲတွေကရာနဲ့ Gabriel တို့စီတယ်ရောင်းမှာပါ United ကတော့ Bruno 2တဲ့ပါတာမို့ United fan အားလုံးရဲ့မဲက Bruno စီပဲရောက်မှာပါအကောင်းဆုံးကစားမဆုအတွက်ပရိသတ်တွေကမေလ18ရက်နေ့ထိမဲပေးနိုင်မှာဖြစ်ပြီးပညာရှင်တွေအမှတ်နဲ့ပေါင်းဆက်ကအဖြေကိုမေလ23ရက်နေ့လောက်မှာထုတ်ပြန်သွားမှာဖြစ်ပါတယ်